မင်္ဂလာပါမျိုးတို့ရေကျွန်တော်ဒီနေ့လုပ်ငန်းလေးကတော့မြင်တဲ့အတိုင်းပါပဲဗျာဒါကျွန်တော်ညနေတော့ပါဗျဒါညနေခေါက်တစ်ခေါက်ထပ်ထွက်လာတာလက်ကပြန်လို့ခင်းစားတော့ပြီးတော့ဒါပြန်ထွက်လာတဲ့အလုပ်လေးပါဗျာအမလေးဗျာဒီကလည်းရင့်ယူနေပြီလို့ဘောဒနာဆွဲလို့ကတော့ highlight တွေဒီလက်တွေကိုတွေးတွေဖြာဆင်းသွားမယ်ဗျာရှေ့ကိုဂျွန်းနိုင်ပြီးတော့ဒါလိုတွေဖြစ်နိုင်တယ်ဗျာအဲ့လိုတွေဖြစ်နိုင်ပါတယ်ဗျာအော်သူကလည်းရင့်နေဗျာအစင်းနဲ့လိုက်မရကျွန်တော်ရဲ့ပိုးလေးကိုအခုလိုအများတန်းကြည့်ပေးလို့ကျေးဇူးတင်ပါတယ်လို့နောက်လည်းပိုးတွေမှာဆက်လက်တွေ့ဆုံကြပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ် comment လေးကြီးတဲလေးလည်းပေးခဲ့ကြပါအောင်လို့မေတ္တာရက်ခံပါတယ်ဗျာကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်